ချစ်သူပြုတ်အတွက်စိတ်ကူဘာကြောင့်ဖြစ်ချင်လဲဆိုတော့တွေ့တခုရှိမင်းလက်ကလေးကိုကိုင်းချင်ပြီးအကြောင်းပြချက်ပြောတော့ငါမှရှိမင်းလက်ချောင်းလေးလုံလာပါစော်နေမိခဲ့ရည်သဖြင့်ရောက်ဖို့စိတ်ကချစ်သူရဲ့ပြင်းခဏမင်းရည်သဖြင့်ကလက်လေးကိုင်းမမေးစိတ်ကူတဲ့မှာမင်းလေးကဘေးကကွာမရှိနေတာခွင့်ရမြူပါချစ်သူဒီခုလေးပဲလိုနေတာငါဘွားမှာငါဟာ